Yo yo what's up guys ဒီနေ့ကတော့ကျွန်တော်လုံခဲ့တဲ့ဗီဒီယိုမှာပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီ black cat အဲ့ကြောင်မဲတွေကိုကျွန်တော်လက်ဆန်းပြမှာဖြစ်ပါတယ်တကယ်ကျွန်တော်ရေးကျွန်တော်မှာ9កောင်ရှိပြီဗျကျွန်တော်ဒီထက်ရင်ဗီဒီယိုတစ်ခေါက်ရိုက်သွားပြီလားတင်တာဗီဒီယိုဖိုင်ကြီးကဘာဖြစ်လို့ဖြစ်မှန်းလို့ဒီဗီဒီယိုဖိုင်ပြတ်သွားတယ်ဗျဒီကောင်စကေးကျိုးရကျွန်တော်နောက်တစ်ခေါက်ပြောပြမယ်ဒီကောင်စကေးကျိုးမြကျွန်တော်4မိနစ်တိုင်းဒီထဲမှာအိုးတစ်လုံးရှိတဲ့နားမှာသူသွားပြီးတော့ရာခိုင်နှုန်းပြည့်တအိတ်မယ်ဗျာဒီအိုးပါဟာဒါကြီးအိုးမဟုတ်ဘေးဝေးလေကွာအိုးပါခဏတို့တကယ်ကြည့်လို့ရေဟောဒီမှာဒီအိုးထဲမှာဒီအိုးနားမှာသူရာခိုင်နှုန်းပြည့်တဲ့အိမ်မယ်ဗျာနောက်ပြီးအတီးကြီးပေးတာကြတော့သူဟာဟိုစားပုံမှန်မွန်ခက်ထန်နဲ့များတယ်ဒီလားတကယ်ကျိုး level ပုံများလေပို့ပြီးတော့များလေဗျမွန်ခက်ကတက်ကြော်လောက်ပဲဒီမှာကျွန်တော် level တော်တော်လေးများရှိတဲ့ကောင်တစ်ကောင်ရှိတာကြာသူကဟိုစားနှစ်တော့မှစားအတီးကြီးတာများပြီးတယ်ဗျဒါပေမဲ့ကျွန်တော်နားမလဲတာဘလူးနားလေချက်ကော့မှာရေးခဲ့ဗျသူကအတီးအစ်ပဲလုပ်ပေးတာလားဒါမှမဟုတ်ရင်အတီးအဟောင်းလည်းလုပ်ပေးလားကျွန်တော်မှအတီးအစ်ဒီ event ထဲမှာလာတဲ့အရှားပါဆုံးပင်တစ်ပင်ရှိရသေးလားတကယ် evo လို့ပင်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့အဲ့ဒီပင်နဲ့လက်ဆန်းပြမှာတိလားလာဩနောက်ပြီးကျွန်တော်မှဒီခေါက် update မှာလာတဲ့ဥတွေကအရှားပါဆုံးတိရစ္ဆာန်ကျွန်တော်မှရှိရတိလားကျွန်တော်သူများစီကတမခဲ့တာမဟုတ်ကိုယ့်ဘာသာကိုဖွင့်ပြီးရသည်လားတော်ကန်ကောင်းလာပဲဟိုအေးတရိတ်ဆယ်ကြီးကတော်တော်လေးကောင်းတယ်ဒီလားကျွန်တော်နောက်ပိုင်းကျလို့ရှင်စမ်းပြမယ်ဗျဒီနေ့ကျွန်တော်တို့ဒီကြောင်မဲတွေပဲမစမ်းပြအောင်ဒီလားဒီကြောင်မဲနဲ့အကြီးကြီးလို့ရင်ပူကောင်းလားဒါမှမဟုတ်မွန်ခက်နဲ့လို့ရင်ပူကောင်းလားဒါမှမဟုတ်ရင်မူကောင်းနဲ့လို့ရင်ပူကောင်းလားဆိုတာကျွန်တော်3កောင်လုံးနဲ့စမ်းပြမယ်ဒီလားကဲတကယ်ချင်းတို့ကြောင်တွေအားလုံးအိပ်ပြီဗျဖိုင်းရနည်းနည်းခူတော်နေနဲ့ခဏလုံးနည်းနည်းရွှေ့လိုက်မယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဖိုင်းကိုစထည့်ပေးရမယ်စမော်ထည့်ပေးရမယ်ရော့ယူလာဘူးစိုးပါဦးတကယ်ချင်းတို့ရေးဘလောက်ရလဲဗျတကယ်ကျတော့ဈေးမှတ်ထားနော်ကျွန်တော်မှတ်မိမှာမမှတ်မိလားမသိဘူး80နဲ့31ပြီးတော့ဒါရွှေထီတာ900နောက်ပြီးဒါကြီး31ပဲသူက30ကျော်လောက်ရတယ်ပုံမှန် base ကအကြီးဆုံးကကျတော့80နဲ့နော်โอเค80နဲ့ဒီခေါက်မွန်ခက်ကလေးတကယ်ကျတော့ရေးဖိုင်းရ organic နေပြီခဏနေအပင်လေးနည်းနည်းရွှေ့ရင်ကောင်းမလားကွာမရွှေ့တော့တကယ်ကျတော့ရေးဖိုင်း obi What the fuck တင်းနေကြောင်နေဘလို့အဲ့လေကြီးအဲ့ဒါကြောင့်ကျွန်တော်ပြောတာ moon cat ကဥစား black cat ထဲမကောင်းဘူးဆိုတာအဲ့ဒါဒီလားသူကမကောင်းတဲ့အရာကြ black cat ကကြတော့အကလုံးစုပြီးအိပ်ပြီးတယ်ခုလောက်ကြာတာမှန်ပြီမဲ့ဒါပေမဲ့ moon cat ကသူကအကလုံးမစုတာအဲ့ဒါပြဿနာဘလောက်ရအီပေါ်လို့ရတယ်သူက73 14တိုက်ရအဲ့ဒါကြီးကဖတ်ထီတာဗျတိုက်ရဘလောက်17ပဲအကြီးဆုံး73ပဲလားမသိဟုတ်တယ်တကယ်ချင်းတို့ရေးအကြီးဆုံး73ပဲလာဒါကျွန်တော်အကြိုက်ဆုံးအကော်ကြီးကျွန်တော်လုပ်ပြရစီလားမိုးကောင်ကကျွန်တော်အကြိုက်ဆုံးပဲမိုးကောင်ကလောက်ကအသေးလွယ်ဒီလားအားလုံးပဲဒါပေမဲ့မိုးကောင်နဲ့လုပ်မယ်ဆိုလို့ရှိရင်ပြဿနာကကြတော့မူပင်ဆက်ရတာပဲဒီလားမူပင်မရှိရင်လုပ်လို့မရအောင်လာငယ်ကျွန်တော်မိုးကောင်နဲ့လုပ်ရအောင်မိုးကောင်နဲ့ကျွန်တော် grand master နဲ့ master spinner ပဲထည့်ဒီလားခရာဝက်ကောင်လို့ spinner တော့အပြည့်မထည့်ဘူးငယ်ချင်းကြည့်တာမိုးကောင်ဘယ်လောက်ကျန်းလဲဆိုတာပြောယူမိုးကောင်ကတချို့လူတွေပြောတာဘတ်လုပ်လို့ရလို့ဆက်ကျန်းတာဘတ်မလုပ်ရင်လည်းကျန်းတယ်မိုးကောင်ကဒီလားဘာယူအောင်မကြည့်ကြည့်နိုင်စရာမလိုတော့ပြစ်စစ်တဲ့ကြည့်လို့ရှိတော့ရတယ်နိုင်စရာတော့မလိုဘူးကျလာတာ88ကီလိုဟို88တဲ့88မီလီယံ30ကျော်မီလီယံနောက်ပြီးရင်ဒီဘက်ချမ်းရပါလားဝူး100ကျော်တော့ကွာတွေ့လားဒီဟိုစားတော့မှာ update မှာဟိုစားအကောင်းဆုံးကမူကောင်သိလားတကယ်ချင်းတို့မိုဘီရှိလို့ရှိရင်အားလုံးပဲမူကောင်တုံးကြဒါပေမဲ့မူကောင်ကြီးကရှားခတ်မယ်လို့ကျွန်တော်ထင်တယ်သိလားတကယ်ကျတော့ဆိုအပြင်ဈေးဆိုင်မှာတော့ဝယ်လို့ရှင်လေရပါတယ်ဒါမှမဟုတ်ရှင်ဈေးဆိုင်ရှင်လေကျွန်တော်ဗီဒီယိုမှာ sponsor ပေးလိုက်ရပါတယ်ကဲအားလုံးပဲဆဲပြဘူးတကယ်ကျတော့အားလုံးပဲလှုပ်ဆဲကြည့်ပါတကယ်ကျတော့ကျွန်တော်အပြေပါတော့ဥစားဒီဂိမ်းထဲမှာဥစားအခုလောလောဆယ်ဥစားအတီးကြီးကြီးလှုပ်လို့ရတဲ့ထဲမှာဆိုရင်အကောင်းဆုံးကကျွန်တော်အမြင်မှာတော့မူကောင်ပဲဖြစ်ပါတယ်ဒါပေမဲ့မူကောင်တို့ဥစားမွန်ခက်တော့မရှိတဲ့သူတွေကကျတော့ black cat သုံးလို့ရပါတယ် black cat ကကျတော့ဥစားမွန်ခက်တဲ့ကောင်းတယ်ဟိုစား1နဲ့3ကြီးမဲ့ဆိုမူကောင်က1ဟိုစား black cat နဲ့နောက်ပြီးလို့ရှိရင်မူခက်က3ပါလာတကယ်ကျတော့ကျွန်တော်တို့ဒီမင်းကြီးရဲ့ scale ကြီးရအောင်တကယ်ကျတော့ဒီကောင်ရဲ့ scale ကကြတော့မိနစ်40တိုင်းကို level 50ရှိတဲ့တိရစ္ဆာန်เนาะသူ level 1ရအောင်လုပ်လိုက်မယ်ပြီးတဲ့ခါကျရင်သူအဖက်4ဟိုစား4ခုရှိတယ်ဗျာအဲ့အဖက်4ခုတည်းဟိုသူတစ်ခုကန်ဆန်းပြီးတော့ကိုပေးမှာဖြစ်ပါတယ်အကောင်းဆုံးကကြတော့ဒီ night မယ်ဆိုတဲ့ဟာပဲနောက်ပြီးကျန်တဲ့ဟာတွေကကြတော့ကျွန်တော်အုံနောက်ကမြောက်အုံနောက်တိလာတကယ်ကျတော့ကျွန်တော်ဖတ်မတတ်ပထမဆုံးကကြတော့ w super ဒုတိယဟာကကြတော့ sumlu klu တတိယဟာကကြတော့ spru pru တပတ်ဆုံးကကြတော့နမလူမလူအဲ့လိုပါပပလေးချက်ဖက်တာလေကွာအကောင်းဆုံးဟာကြတော့ဒီနိုင်မယ်နဲ့အပေါ်ကဒီဝိညာဉ်ဆိုတဲ့ဟာလားအပြာရောင်နဲ့လေအဲ့ဒါကောင်းတယ်ဗျာကျန်တဲ့နှစ်ခုကကြတော့ပထမဆုံးကကြတော့ EFP ရအများလားဒုတိယဟာကြတော့ EFP ရအများလားနောက်ပြီးအဖက်နှမျိုးပေးလားပေးရခွင့်ရှိလားမသိအဲ့လိုမျိုးလားမသိတကယ်ချင်းတို့ဟောနောက်ပြီးတော့သူ့အဖက်စကေးအကျိုးမြတ်လောက်တာကြတော့ဟိုဆက် level 50ရှိပြီးတဲ့တရိတ်ဆန်ကအဖက်မထည့်ထားမှာနော်အကယ်၍တကယ်ချင်းတို့ level 50ရှိတဲ့တရိတ်ဆန်ကိုအဖက်ထည့်ထားတယ်ဆိုလို့ရှိရင် तू အလုံးမလုပ်ပေးပါဘူးနောက်ပြီးလို့ရှိရင်သူ့ရဲ့ဟိုဆက် level ကလေဟိုဆက်သူ့ရဲ့ဒီတရိတ်ဆန်
ရဲ့ level များလာလို့ရှိရင် तू သုံးတဲ့ level ပို့ပြီးနည်းလာတယ်တကယ်ကျွန်တော်ဥပမာဖြစ် तू ပုံမှန်သုံးလာကြတော့ level 50သုံးတဲ့နေရာမှာတကယ်ကျွန်တော်ဒီတိရစ္ဆာန်ကဒီမြင်းကြီးရဲ့ level 100ဖြုတ်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်စိတ်ထင် level 30လောက်ပဲကျန်မယ်နောက်ပြီးတကယ်ကျွန်တော်ဒီ medium toy နဲ့ small toy ထည့်လိုက်တဲ့ခါကျရင် level 25မို့20လောက်အဲ့လောက်ရမယ် तू ကနောက်တစ်မျိုးရှိတယ်ဒီလားတကယ်ကျွန်တော်တကယ်ကျွန်တော် grandmaster spin ကချပြီးတော့နေဥစားလုပ်တဲ့ခါကျရင် medium toy နဲ့ small toy ထည့်လိုက်လို့ရှိရင်ဒီနိုင်မယ်ဥစားရခွင့်ကပုံမှန်ဆိုရင်6%ပဲရှိတဲ့ထဲကနေ तू က8%ကြော်လောက်တက်သွားတယ်ဒီလားကျွန်တော်ကကျွန်တော် level တင်ထားအများနေလို့လားမသိတကယ်ကျွန်တော်ရထားတော့က level အများကြီးနဲ့ရခဲ့ဒီလား तू ကကျွန်တော်မိနစ်40ရာ24မိနစ်လောက်ဆောက်လို့ရှိရင်ရကျွန်တော်ပြီးလို့ခါကျရင်ဒီ medium toy နဲ့ small toy ထည့်လိုက်တဲ့ခါကျရင် तू ကတန်းပြီးတော့နေဥစားလုပ်ပြီးဒီလားအကျိုးမြတ်လုပ်ပြီးခဏလေးတကယ်ကျွန်တော်ဆွဲထားပြီးတော့နေ medium toy နဲ့ medium toy ထွက်လိုက်ရင်ဒီလားတကယ်ကျွန်တော် grandmaster ရဲ့ဘာရဲ့ထိလို့ရှိရင်တကယ်ကျွန်တော်မြင်ရလားမမြင်ရလားမသိ तू ကဥစားဒီနိုင်ဝင်ရခွင့်ရနည်းနည်းပိုများလာတယ်ဗျနောက်ပြီးရှင်ကျွန်တော်တို့ medium toy ထည့်အောင်ဗျအခါကျလို့ရှိရင် तू ခူတာကိုလုပ်ပေးပြီတယောက်ယူမကြည့် ready ဖြစ်ပြီဗျ ready ဖြစ်တဲ့ခါကျရင် तू ဘာကြီးလည်းမသိမိုးချိုးတကူပစ်ချဟာ e-ball ရတကယ်ကျွန်တော်ရေးမီးဖိုက်ရတယ်ဗျမီးဖိုက်ရတော်ပုတ်တယ်ဒီလားဒါပေမဲ့လည်းဒီဟိုစတဲ့ပုတ်ကောင်းတယ်ဗျဒီနောက်ဆုံးဘာကြီးလဲ WW ဆိုလားဘာကြီးလည်းမသိအဲ့ဒါတဲ့ပုတ်ကောင်းတယ်ဗျနောက်တစ်ခါလောက်ခင်နီးနေပြီတကယ်ကျွန်တော်ရေးအမေရိကန်ဆိုလို့ရှိရင် तू က medium toy နဲ့ small toy ထည့်လိုက်တဲ့ခါကျရင် तू သုံးတဲ့ level က30လောက်ပဲဒီလားတကယ်ကျွန်တော်ရေးအမေရိကန်ဆိုလို့ရှိရင်အဲ့ဒီမြင်းကြီးကိုတကယ်ကျွန်တော် level အများကြီးတင်ပြီးတော့နေဟိုစ level အဆုံးထိတင်ပြီးတော့နေဟိုစသုံးတဲ့ခါကျလို့ရှိရင်ဘာရမလဲဒီခေါက်ဘာရလဲကွာဦးနိုင်မယ်တကယ်ကျွန်တော် wow ရှေ့ရခိုင်တို့ကြော်ပဲရှိတာနိုင်မယ်ကြီးကကန်ကောင်းလိုက်လားတကယ်ကျွန်တော် level အများကြီးတင်ပြီးတော့အစိုးထိတင်ပြီးတော့နေကျွန်တော်တို့စကေးကျိုးမဲ့သုံးမယ်ဆိုလို့ရှိရင် level ကျွန်တော်တိရစ္ဆာန်အဲ့လောက်ထိသုံးစရာမလိုကျွန်တော်စိတ်တင်20ကျော်လောက်ပဲသုံးရမယ်နဲ့တူတယ်နောက်ပြီးတော့ကျွန်တော်တကယ်ချင်းတို့ပြောဖို့တော့မေ့သွားဒီနိုင်မယ်ရဲ့စကေးကဒီ rainbow ထက်ပိုကောင်းတယ်ဒီလား rainbow ထက်အများကြီးကောင်းတယ်ဗျတကယ်ချင်းတို့ဟို bagging data ကြီးကိုကန်ထုတ်လို့ရ e-data ကြီးကအသုံးမခင်တော့ဒီမြင်းကြီးရှိပြီဆိုလို့ရှိရင်နောက်ပြီးမြင်းကြီးကတကယ်ကျတော့အပြင်ဈေးတိုင်းမှာတော့ရမှာဆိုရင်လည်းအဲ့လောက်ထိဈေးမကြီးဘူးလားဈေးလည်းပေါ်တယ်ဗျဒီနေ့ဘလို့ဆိုကျွန်တော်တရိတ်ဆန်အကြောင်းပြောလာတာတော်တော်လေးများလာပြီဒီလားကျွန်တော်ဒီဂိမ်းထဲမှာမကြိုက်တဲ့တရိတ်ဆန်နှစ်ကောင်ရှိတယ်ဒီလားတကယ်ချင်းတို့ရေအဲ့ဒါဘာလဲဒီလားခစ်စနစ်အနီကောင်ရေနောက်ပြီးတော့ red ခွန်ရေကျွန်တော်ဂိမ်းအများကြီးကစားဘူးဒီလားဘယ်ဂိမ်းမှာပတ်စံပွားလို့ရတဲ့ဂိမ်းကျွန်တော်မတွေ့ဘူးဒီလားဒီရဲ့ပြဿနာအဲ့ဒါပဲဒီလားသူကဟိုဆိုဘယ်ဘက်ပဲဖြစ်ကွာဟိုဆိုသူကအတီးတွေကိုနပ်ရမယ်အစားဒါမှမဟုတ်လို့ရှိရင်ပတ်စံများများသုံးရမယ်အဲ့လိုမျိုးလုပ်ရမယ်အစားဤတရိတ်ဆန်နှစ်ကောင်ဟိုဆိုနပ်တင်တယ်ဒီလားဟိုမှဆိုလို့ရှိရင်သူကအတီးရာခိုင်နှုန်းပြည့်ခိုးပေးတဲ့ထဲကနေ10ခိုင်နှုန်းပဲဟိုဆိုအတီးရခွင့်ရှိတယ်အတူခိုးပေးခွင့်ရခွင့်ရှိတယ်အဲ့လိုမျိုးနပ်လို့ရှိရင်လည်းရတဲ့ဟာကိုသူကမလုပ်ပြီးတော့နေဤတရိတ်ဆန်အဲ့လိုမျိုးပြစ်ထားတယ်ဒီလားနောက်ပြီးလို့ရှိရင်သူကအတိတ်လာတဲ့ခါကျလို့ရှိရင်လည်းဘာမှအစ်စ်မလာအောင်နောက်ပြီးရင်ကျွန်တော်အမှန်တကယ်ဆိုရင်လှုပ်စေချင်တာကြတော့မြေပုံတွေပါတယ်အစ်စ်လှုပ်စေချင်တယ်နောက်ပြီးရင်ကျွန်တော်သတင်းကြားလာသလားကသူကမြေပုံအစ်စ်လှုပ်မလားဘာမှမသိအဲ့လိုမျိုးလည်းပြောကြတယ်ဒီလားနောက်ပြီးရင်ကျွန်တော်လှုပ်စေချင်တာဘယ်လိုပြောမလဲခင်းပြောတဲ့ခါကျလို့ရှိရင်ကွာမြေပုံကိုဂိမ်းထဲပတ်စံနဲ့ဝယ်လို့ရဘာညာတကာပေါ့မြေပုံရဲ့ skin တို့ဘာတို့အဲ့ဆိုလဲတယ်ဒီလားသူကမလှုပ်တင်တာဂိမ်းအောင်တာကြီးကတော်တော်လေးငပြေးဆန်ကဲဒီနေ့တော့ပါပဲတကယ်ကျွန်တော်မကြိုက်တဲ့တရိတ်ဆန်လေးလည်းပြောပြနောက်ပြီးရင်အဲ့ဒီမြင်းကြီးကတော်တော်လေးကိုကောင်းတယ်ဒီလားအားလုံးပဲလှုပ်ဆန်းကြည့်ဒီ medium toy နဲ့ small toy နဲ့နောက်ပြီးရင် grandmaster နဲ့ပူးတုံးမယ်ဆိုရင်စော်ရဲကိုကြမ်းတာဒီလားနိုင်မယ်ရခွင့်တော်တော်လေးအများနောက်ပြီးရင်နိုင်မယ်ရဲ့ skate ကျွန်းရ rainbow ထက်အများကြီးကောင်းတယ်ဗျ